Hello အားလုံးပဲမင်္ဂလာပါဒီ transition မှာအသာရခဲ့တဲ့ Ecuador က Germany ကို 2-1 နဲ့အနိုင်ရခဲ့တဲ့ဂိုးအပါအဝင်3ဂိုးလုံးရဲ့ဒီဘောလုံးနည်းပညာပိုင်းလေးတွေကိုကျွန်တော်အမြင်သုံးသပ်ချင်ပါတယ် Germany တို့ကပထမပိုင်းဒီ2မိနစ်မှာတွင်တွင်းခဲ့တဲ့ဂိုးကဒီ Florian Wirtz ဒီ half space တွေကနေပြီးတော့ဒီ timing မှန်တဲ့ဒီ through ball ကိုဒီထိုးပေးလိုက်တယ်အဲ့တော့ကိုစာနေကဒီ defender တွေရဲ့ဒီ blind side ကိုအချိန်ကိုက်ပြေးထွက်ကဒီ first touch နဲ့ပဲ body balance ကိုထိန်းပြီးဒီ အေးဆွေးပဲအဆုံးသတ်သွားတာဒီကိုက attacking transition မြန်နှုန်းနဲ့ဒီ off the ball movement ကနေတော့ဒီကိုရဲ့အဓိကတော့ချက်ပဲ9မိနစ်မှာတွင် Ecuador ဘက်ကခြေပကိုပြန်လည်ရရှိခဲ့တယ်ဒီကိုကဒီ Ecuador ဘက်ကပဲဘောလုံးပြန်ရလာတာနဲ့ဒီ vertical attack ကိုချက်ချင်းပြောင်းကစားတဲ့ Germany နောက်တန်းဒီ line မတည်ငြိမ်တဲ့အချိန်ကိုအသုံးချပြီး Angulo ကဒီ space တွေကနေတစ်ချက်တည်းအဆုံးသတ်ခဲ့တယ်ဒီကိုကဒီ transition speed နဲ့ direct play ကဒီကိုရဲ့အဓိကအားသာချက်ပဲ29မိနစ်မှာ Ecuador ဘက်ကဒီအနိုင်ဂိုးကိုတော့ဒီ Kevin Rodriguez က defender တွေကိုဆွဲထုတ်ပြီးအချိန်ကိုက်ပဲသူ final ပတ်ချပေးခဲ့တာအရန်အရေးသွေးမြင်တယ်ဒီ Gonzalo Plata ကတော့ဒီ possession ကောင်းသူယူထားပြီးဒီ first time finish နဲ့အဆုံးသတ်ခဲ့တာကြောင့် Germany နောက်တန်းနဲ့ဂိုးသမားအပါဝင်ဒီ marking gap ကိုပြတ်သားအပြစ်ပေးလိုက်တာပဲ